Kimi 229နဲ့ကတော့ကျွန်တော်ခုလက်ရှိလဲတုံးနေတယ်တောက်ရတာလဲအရန်စင်ပြေတယ်အရန်လဲကြိုက်ကျွန်တော်ရန်ကုန်ကနေမှာထားတဲ့ trimmer ဆက်လေးတွေရောက်လာပြီပေါ့နော်ဒီတစ်ခါတော့ trimmer ဆက်လေးတွေကများများလေးရလိုက်တယ်ဗျာနော်ကျွန်တော်လဲအရန်ကျေနပ်တယ်ဒီမှာ Kimi 2299 trimmer လေးတွေပေါ့နော်15လုံးတော့ရလိုက်တယ်ဒီမှာဗျာနော်ဒီ trimmer လေးတွေကကိုကအရန်ရှားနေပြီရှားနေတဲ့အချိန်မှာဒီလိုပေါ်ပေါ်များများလေးရလိုက်တော့ဘာပြောကောင်းမလဲပေါ့ဗျာဝမ်းသာတာပေါ့15လုံးရထားပါတယ်တဲ့ဈေးကတော့တက်သွားတယ်ပေါ့နော်အရင်ဈေးနဲ့တော့မရတော့ဘူးဗျာနော်ကျွန်တော်တင်နန်းသားတွေသုံးဖို့အတွက်ဒီမှာ clipper ကတ်လေးတွေပေါ့နော်ဒီ steel တန်ကတ်လေးတွေပေါ့ဒီကောင်လေးလည်းမှာထားတယ်ဒီမှာ steel တန်ကတ်လေးနောက်ပြီးလို့ရှိရင်ဒီမှာ 0.5 ကတ်ပြအစိမ်းတွေလည်းပေါ်ပေါ်များများပဲရောက်လာပြီဒီမှာအများကြီးပဲရောက်ထားတယ်တကယ်ပျော်စရာကြီးပါဒီကောင်လေးလည်းကျွန်တော်ရှာဝယ်နေတာဘယ်နေရာမှဝယ်လို့မရဘူးပေါ့နော်ဒီကျွန်တော်မှာတဲ့နေရာကတော့ဝယ်အောင်ပြောညီမလေးရှိရမှာတာပေါ့နော်ဒီ 0.5 ကပ်ပြားစိမ်းလေးလည်းသူရှိမှာလို့ရတယ်ဒီ3ခုပါနော်စတီးတက်များခက်တွေလည်းသူရှိမှာလို့ရတယ်အပွင့်ပိတ်ခလုတ်လေးလည်းကျွန်တော်5ခုမှာထားတယ်နော်ကျွန်တော်တင်တန်းသားတွေစက်တွေကတချို့လူတွေကဖွင့်ပိတ်ခလုတ်တွေမကောင်းတော့လို့တဲ့ကျွန်တော်ပြောလို့ဖွင့်ပိတ်ခလုတ်လဲနီးဗီဒီယိုလေးလည်းကျွန်တော်လုပ်ပေးထားပါတယ်နော်ဒီမှာပါဗျာဒီဆက်လေးကတော့ထွေထူးပြောစရာမလိုတော့ဘူးနော် Kimi 229နဲ့ကတော့ကျွန်တော်ခုလက်ရှိလဲတုံးနေတယ်တောက်ရတာလဲအရန်စင်ပြေတယ်အရန်လဲကြိုက်တယ်ပေါ့နော်ဒီဆက်လေးတွေကပြန်ရောင်းဖို့မဟုတ်ဘူးနော်ကျွန်တော်အကိုရေးပြန်ရောင်းလားဘာညာမေးနေမှာဆိုလို့ဒါကျွန်တော်ရဲ့တင်တန်းသားတွေတုံးဖို့ကျွန်တော်ဝယ်ထားတာဖြစ်ပါတယ်ခင်ဗျာဟာရမ်းမိုက်တယ်ဗျာ